model တလုံးပုံဝတ်ဆင်လာတာတော့ designer engine လာရဲ့ design လက်ရပဲဖြစ်ပါရဲ့ရှင်model Pinky May ဝတ်ဆင်ထားတာတော့ designer သူရလင်းရဲ့လက်ရပါရှင်model Michiko ဝတ်ဆင်ထားတာ right designer မိုမိုရှင်ရင်ခံဖန်တီးပေးထားတာဖြစ်ပါတယ်model Nancy Wana ဝတ်ဆင်ထားတာတော့ designer Kate Thrano ရဲ့ design လိုက်ရပါရှင်model စုသက်ပိုင်မှုဝတ်ဆင်လာတာတော့ designer ဆွေမြင့်ရဲ့ design လိုက်ရပါရှင်
မှတ်အများဆုံးရရှိသွားတဲ့ဒီဇိုင်နာကတော့ဒီဇိုင်နာသူရလင်းဖြစ်ပါတယ်ရှင်